လွန်ခဲ့တဲ့နှစ်30ခန့်စီကားချင်းတဲ့ဝေးကွာလွန်းတဲ့တောရွာလေးတရွာစီကိုပြန်သွားကြည့်အောင်ခင်ဗျာအခုလိုဒီဇင်ဘာဆောင်းတွင်ရက်တွေဆိုရင်ညနေ9နာရီလောက်ရှိုံနဲ့တင်တရွာလုံးကဟောင်းလောင်းပြင်ကြီးလို့တိတ်ဆိတ်ခြောက်ကပ်ပြီးမောင်အတိကျသွားတတ်ပါတယ်အဲ့ဒီခေတ်ကဒီရွာကလူတွေအတွက်ညဘက်အမောင်ထုကိုထွန်းလင်းပေးနိုင်တဲ့အလင်းရောင်ဆိုလို့ရေနံစီမီးခွက်ကလေးပဲရှိတာပါဟဲ့ကောင်သားဝကြီးဒီရက်ပိုင်းဘဲသွားဆော့ညမမောင်ခင်အိမ်အမြန်ပြန်လာတော့ငါမြေမိအိမ်ကမိန်ပြအလင်းရောင်အောက်မှာတဖြူဖြူတိုက်ခတ်နေတဲ့ဆောင်းလီအေးကြီးကြားအဖိုးနဲ့မြင်းနေရောက်ညစာထမင်းဝိုင်းလေးထိုင်စားနေကြတော့မှာဒီဇင်ဘာဆောင်းလင်းဆိုတာတရေမွေးတဲ့ရာသီကွညင်းတဲ့တကောင်ရောင်လို့မှအပြင်မထွက်မိစေနဲ့တရေတွေနဲ့တိုးရင်ဖမ်းစားခံရလိမ့်မယ်ဒီရွာမှာပဲကြီးပြင်းလာတဲ့အသက်12နှစ်အရွယ်ကောင်းလေးတာဝဟာအဖိုးခိုင်စီကနေနှစ်တိုင်းတီလိုတရေပုံမြင်နေကြားနေရပေမဲ့လည်းတခါမှရင်ပါမသွားခဲ့ပါဘူးဟေးငါမင်းအသေးကိုစားမယ်အဖိုးခိုင်ကပုံပြင်ကိုစိတ်ဝင်တစားနားထောင်နေတဲ့တာဝကို6လန့်လိုက်တာပါတာဝခမရလန့်ဖျားသွားပြီးလန်ထွက်သွားတော့တာပဲဒါကိုကြည့်ပြီးမြေးဖြစ်သူကိုစနောက်လို့အောင်မြင်သွားတဲ့အဖိုးကြီးကတဟားဟားနဲ့တဘောကြလို့နေပါတယ်ညနေဆောင်တစ်ခုမှာတော့တာဝတယောက်တော်လန်းလန်းမှရှိတဲ့တငယ်ချင်းအိမ်စီသွားဆော့ပါတယ်လူတငယ်ချင်းတွေနဲ့ဆော့လို့ကောင်းနေတော့တတိထားမိတဲ့အချိန်မှာတော့ပတ်ဝန်းကျင်တစ်ခုလုံးဟာမောင်ရီပြိုးနေပါပြီအဖိုးခိုင်ရဲ့တတိပေးစကားကိုရုတ်တရက်တတိရသွားတာမို့လူတငယ်ချင်းကိုအမြန်ပဲနှုတ်ဆက်ပြီးစပိန်ကိုကြပြာနင်းထွက်ခဲ့ပါတော့တယ်တာဝါစပိန်နင်းလာတဲ့လမ်းဘေးဝဲရာကဒေါ်အုပ်ခတ်ထူထူကြီးတွေပါဆောင်းရသူရဲ့ခံစားရခက်တဲ့အေးစင်စိန်လေးပြေကပရစ်တွေနဲ့ပိုးကောင်မွားကောင်တွေရဲ့စူးစူးဝါအော်ဒန်တွေနဲ့အတူလွင့်ပါလာပါတယ်ဒါကကြောက်စိတ်ဝင်နေတဲ့တာဝကိုစပိန်ကိုအားကုန်ယုံနှင်းမိစေတာပေါ့မီးလောင်ထားလို့ပင်စီအလဲကကြီးမားတဲ့အပေါက်ကြီးဖြစ်နေတဲ့တစ်ပင်ကြီးအပင်အနာအရောက်မှာတော့အရှိန်လျှော့လိုက်ရပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီနားကတဲမြေတွေမို့လို့ပါသူကတစ်ပင်ကြီးကိုဖြည်းဖြည်းချင်းနင်းဖြတ်ရင်အဲ့ဒီတစ်ပင်ခေါင်းကြီးတဲကိုမကြည့်မိအောင်အတက်နိုင်ဆုံးစိတ်ကိုထိန်းထားပါတယ်ဒါပေမဲ့လည်းဂျိန်စာတက်နေတဲ့မျက်လုံးတွေကအမိတ်မနာခံနိုင်ခဲ့ပါဘူးသူဟာတစ်ပင်ကြီးရဲ့အနီးနားစီကိုမျက်လုံးဝိတ်ကြည့်မိလိုက်တဲ့အခါမှာအမောင်ရိတ်ထဲကနေသူ့ကိုစိုက်ကြည့်နေတဲ့အရက်အမောင်အစမတန်ရှည်လျားတဲ့လူတစ်ယောက်ရဲ့ပုံရိပ်ကိုလမ်းမြင်လိုက်ရပါတယ်တာဝလည်းမြင်ချင်းလန့်ဖြန့်ပြီးအားကုန်ယုံနှင်းပေမဲ့အကြောင်းမလှစွာနဲ့စပိန်ကရှေ့ကိုဖြည်းဖြည်းချင်းပဲရွေ့နေပါတယ်ဒါကြောင့်အရင်ကထက်အားစိုက်ပြီးနင်းရတာပေါ့အိမ်ရောက်ချင်းစပိန်ကိုပြစ်ချပြီးအိမ်လေကားပေါ်ကိုအလန့်တကြားခုန်တက်ခဲ့ပါတယ်မင်းတွေးခဲ့ပြီမလားတွေးခဲ့တယ်မလားအဖိုးမြင်လိုက်တယ်အဲ့ဒီအကောင်ကြီးကမင်းစပိန်အနောက်မှာလိုက်လာခဲ့တာအဖိုးခိုင်ကပြောဆူနဲ့အိမ်နောက်ကိုဘာမှလိုက်မလာနိုင်အောင်အိမ်လေကားကိုအိမ်ပေါ်တို့ဆွဲတင်လိုက်ပါတော့တယ်အဖိုးခိုင်ရဲ့ပြတလဲအမှုအရာကိုမြင်ရတဲ့တာဝခမညာတွေးပြက်မတက်ကြောက်လန့်နေရှာပါပြီအဖိုးခိုင်ကတာဝရဲ့ကိုယ်လုံးကိုပရိတ်ချီတွေနဲ့ရစ်ပတ်ပေးလိုက်ပြီးမျက်လုံးမိတ်ပြီးစိတ်ငြိမ်ထားဖို့ပြောပါတယ်ပြီးတော့အဖိုးခိုင်ကိုယ်တိုင်လည်းမန်နန်တွေကိုတနာရီနီးပါးလောက်တူလေးရွတ်ဖတ်နေခဲ့တာပါဒီညဘယ်သူကပဲနာမည်ကိုခော့မထူးနဲ့နော်ဘာအတန်ပဲကြားရထားကြည့်ဖို့လုံးဝမကြိုးစားနဲ့အဖိုးနဲ့မြေနှစ်ယောက်စလုံးအိပ်ရပြင်ချင်းတောင်ထောင်ပြီးညဦးပိုင်းကလေးကအမြန်ဝင်အိပ်ကြပါတယ်တကောင်ရန်အချိန်မှတော့တာဝတယောက်လန့်နိုးလာခဲ့ပါတယ်ဘာလို့လဲဆိုတော့တုတ်နဲ့တခုခုကိုရှားဖွေနေသလိုရှောက်သွားနေတဲ့ဗဟိတိဆန်တဲ့ခြေတံကြီးကိုကြားလိုက်ရလို့ပါအိမ်လေကားကိုလည်းတိန်းထားပြီးပြီပဲအိမ်ပေါ်ကိုဘယ်သူတက်လာတာလဲဆိုတာလူတန်တရာဝင်မိပါတယ်ကြောက်သူးတုံနေတဲ့တာဝကအဖိုးခိုင်ကိုနိုးဖို့လုံနိုးကြည့်ပေမဲ့မထူးခြားခဲ့ပါဘူးမျက်လုံးကိုအတင်းမိတ်ပြီးအိပ်ဖို့ကြိုးစားခဲ့ပေမဲ့စူးစမ်းချင်စိတ်ကသားမရစီးမရဖြစ်နေပြန်ပါတယ်နောက်ဆုံးတော့တူးမျက်လုံးလေးအသာဟပြီးချောင်းကြည့်မိလိုက်ပါတယ်အယိုးပေါ်အရေးတင်နေတဲ့အရက်အရှိကြီးနဲ့တရေကြီးဟာချင်းတောင်နားကိုမျက်နာကြီးတဖြည်းဖြည်းတိုးကပ်လာပါတယ်တေချာစိုက်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီတရေကြီးမှာမျက်လုံးအိမ်တွေကမရှိတာကိုမြင်လိုက်ရတာပါ၎င်းကတခုခုကိုရှာဖွေနေတဲ့အမှုအရာကိုလုပ်နေပါတယ်
ခဏနေတော့တခုခုကိုရှာမတွေ့တယ်လို့နဲ့ပဲပျောက်ကွယ်သွားပါတယ်နောက်ရက်မနဲ့လင်းတော့တာဝကအဖြစ်အပျက်အားလုံးကိုအဖိုးခိုင်ကိုပြန်ပြောပြတာပေါ့မနေ့ညကအဖိုးကိုမန်တန်တစ်ခုခုနဲ့အိမ်မွေချထားတယ်လို့ပဲမြည်ဒါပေမဲ့အဖိုးကမြေးကိုမန်တန်နဲ့ဝတ်ထားပြီးလို့တရေကငါမြေးကိုရှာမတွေ့တော့တာမကြောက်နဲ့တော့နော်အဖိုးနဲ့မြေစကားပြောနေတုန်းမှာပဲတာဝကသူ့ခြေတောက်မှာကတ်နေတဲ့ကြီးတောက်အရေးတွေကိုတတိထားမိသွားပါတယ်သေးပါပြီတာဝရအဲ့ဒီတရေကမင်းခြေတောက်ကိုရှာနေရက်ပြီးမှတ်သားသွားပြီပဲဒီကောင်ညကြရင်ဒီအနက်အတိုင်းပြန်လိုက်လာတော့မှာတာဝတယောက်အဲ့ဒီစကားကိုကြားတော့အကြီးအကျယ်ထိတ်လန့်သွားပြီးမျက်နှာပြက်ကငိုပါလေရောအဖိုးခိုင်ကတော့အိမ်ရဲ့တစ်တာခြံစည်းရိုးပပတ်လေမှာအုံးပင်မြက်တွေကိုသွားချိတ်ပါတယ်ဒါကရှေးလူကြီးတွေအယူအဆအရလေလွင့်တရေတစီတွေကိုကာကွယ်ပေးနိုင်တယ်လို့ယုံကြည်ကြလို့ပါအဖိုးအပြင်ခဏသွားအောင်မယ်အိမ်ပေါ်မှာပဲနေနော်ဘယ်သူလာခေါ်အောက်ကိုဆင်းမသွားနဲ့လူဆိုရင်အိမ်ပေါ်အထိတက်လာလိမ့်မယ်ရှေးကတရေတစီတွေကကိုတိတဲ့လူဟောင်းရောင်ဆောင်တက်ကြတယ်ဒါပေမဲ့အဲ့ဒီတရေတွေကကောင်းငိုက်ဆိုင်ပဲသွားတက်ကြတယ်ဘာလို့လဲဆိုတော့ညက်ဝန်းတွေကိုတော့တိတဲ့လူနဲ့တူအောင်မဖန်ဆင်းနိုင်လို့ပဲအဖိုးပြန်လာရင်မြေရဲ့နာမည်အရင်ကိုခေါ်မယ်နာမည်အရင်မခေါ်ရင်အဲ့ဒါအဖိုးမဟုတ်ဘူးလို့တာမှတ်လိုက်အဖိုးခိုင်ကထပ်မပြောတော့ပဲရွာဦးကျောင်းဆရာတော်ကြီးစီကနေပရိတ်ရည်သွားတောင်းဖို့အမြန်မဲထွက်ခွာသွားပါတော့တယ်ဆရာတော်ကြီးရဲ့တကောကတော့တရွာလုံးကတိကြတာပါတရေတစီတွေဆိုတာဆရာတော်ရဲ့နာမည်ကြားယုံနဲ့တင်လန့်ဖြန့်ပြေးနေကြတာပါအဖိုးခိုင်အိမ်ကထွက်သွားပြီးနောက်တာဝါတယောက်အိမ်ထဲမှာပဲအထီးကျန်စွာစောင့်ဆိုင်နေခဲ့ပါတယ်ညနေ4 နာရီလောက်ရောက်တဲ့အထိပေါ့ဒီနေ့ယာဒီဥတုကတခြားရက်တွေထက်ပိုပြီးချမ်းစိတ်နေတယ်လို့ပဲလေကလည်းဝူဝဝတိုက်ခတ်နေပြီးတကူလုံးကြက်တိန်တဖြန်းဖြန်းထเสียပါတာဝါကသူ့ခြေထောက်မှာ6ကပ်ပြီးကတ်နေတဲ့အကြည့်အကျွဲကွက်ကြီးကိုပဲငုံကြည့်ရင်ပြန်ပြီးကြောက်စိတ်ဝင်လာပြန်ပါတယ်ဒူတာကိုဆေးဖြန်းချင်နေပြီဒါပေမဲ့ရွရွရည်နဲ့တင်အနက်ပြောက်အောင်မဆေးနိုင်ဘူးလေပရိတ်ရည်ပဲလိုအပ်တာပါတာဝတယောက်တည်းတူးတုပ်ပြီးထိုင်နေတော့မမောင်ခင်လေးမှတင်အဖွားအိုတယောက်ဟာအိတ်တလုံးကိုကင်ကောင်းငိုက်ဆိုင်ချပြီးလမ်းလျှောက်လာတာကိုမြင်လိုက်ရတယ်ဟဲ့ကောင်တာဝရေဒီနေ့မင်းအဖိုးပြန်လာဖြစ်မှာမဟုတ်တော့ဘူးလာဟင်းထုတ်လေးယူစားလိုက်အောင်ပိုက်စာနေရောပေါ့တာဝကြည့်လိုက်တော့အိမ်နီးနားချင်းအဖွားစိန်ဖြစ်နေပါတယ်ဒါပေမဲ့အဲ့ဒီအဖွားရဲ့အတန်က6ကပ်ပြီးအကွဲနေပါတယ်တာဝတယောက်အဖိုးရဲ့တတိပေးချက်ကိုတတိရသွားပြီးအဖွားစိန်ကဘာလို့ထုံးစံတိုင်းအိမ်ပေါ်တက်မလာတာလဲဆိုပြီးတန်တရဝင်မိသွားတယ်အဖွားအဲ့ဒီခြံဝင်းထဲမှာဘာရက်လုံနေတာလဲအိမ်ပေါ်တက်လာခဲ့လေအဖွားလေကွင်းနဲ့အမြန်သွားရအောင်မယ်မြေရဲ့ကျွဲတွေကိုခြံထဲသွားတွင်းရအောင်မယ်မဟုတ်ရင်မောင်းသွားလိမ့်မယ်ဘိုက်ကလည်းစားနေတာရဲ့အဖွားစိန်အစ်စ်ပဲလို့ထင်မှတ်သွားတာရဲ့ကြောင့်တာဝါတယောက်အိမ်ပေါ်ကနေဝုံတိုင်းပြေးဆင်းပြီးဟင်းထုတ်တွားယူဖို့အမြန်ပြေးသွားပါတော့တယ်အဲ့ဒီလိုအပြေးအသွားမှာပဲအတန်တန်ထွက်ပေါ်လာပါတယ်အခေါ်ခံလိုက်ရတဲ့အတန်ကြောင့်တာဝါနောက်လေကြည့်လိုက်တဲ့အခါတူမြင်လိုက်ရတာကအဖွားစိန်အစ်စ်ကြီးကသူ့အိမ်အောက်ထပ်မှာထင်းကောက်နေတာကိုဟာတာဝတယောက်ဘာတွေဖြစ်ကုန်မှန်းမသိပဲဇဝေဇဘောဖြစ်သွားပြီးခြံစည်းရိုးနာကသူ့ကိုလဲကြည့်လိုက်တဲ့အခါသူမြင်လိုက်ရတာကအယိုးပေါ်အရေးတင်နေတဲ့အရက်အရှည်ကြီးနဲ့တရေတကောင်ပါ၎င်းရဲ့အရေးအပြားတွေကဖြူဆုပ်နေပြီးအတီကကတော့မျက်လုံးအိမ်ကြီးတွေမရှိပဲဟောင်းလောင်းကြီးဖြစ်နေတာပါတာဝါတယောက်တီလိုကြောက်မဲ့ဖွယ်မြင်ကွင်းကိုမျက်ဝါးထင်ထင်မြင်လိုက်ရပြီးတဲ့နောက်မျက်စိပြပြီးတတိလစ်လဲကျသွားပါတော့ပြန်နိုးလာတဲ့အချိန်မှာတော့သူ့မျက်နှာကိုရေပတ်တိုက်ပေးနေတဲ့အဖွားစိန်ရဲ့ရင်ခွင်ထဲရောက်နေပါပြီအဖွားကျွန်တော်တည်သွားပြီလားဟင်အဲ့ဒီတရေကြီးကျွန်တော်ကိုစားပစ်လိုက်ပြီလားမတည်ပါဘူးမြေးရဲ့အဖွားမင်းကိုဆွဲခေါ်လာတာပါခြံဝင်းထဲကကာကွယ်ထားတဲ့မြက်ပင်တွေကြောင့်အဲ့ဒီတရေခဏတော့မဝင်နိုင်ခဲ့ဘူးအခုမင်းအဖိုးပြန်လာတာကိုပဲစောင့်ရတော့မယ်မကြခင်မှာပဲအဖိုးခိုင်တယောက်လွယ်အိတ်ကြီးလွယ်ပြီးအပြေးအလွှာပြန်ရောက်လာပါတယ်ပြီးတော့အရင်ကမာထားတဲ့အတိုင်းတာဝရဲ့နာမည်အရင်ကိုအကျယ်ကြီးခေါ်လိုက်တာပေါ့ဒါဟာသူ့အဖိုးအစ်စ်ပဲဆိုတာတာဝတေးချသွားပါပြီအဖိုးအဆောင်ကောင်းတွေရလာပြီဟဲ့အဲ့ဒီတရေမင်းကိုဘာမှလုပ်လို့မရတော့ဘူး
မကြောက်နဲ့တော့ဒါဝါကြီးပြောလို့မှမဆုံးနေခင်အဲ့ဒီမျက်လုံးပေါက်မရှိတဲ့တရေကြီးကအဖိုးခိုင်ရဲ့နောက်ကျောဘက်မှာဘုံကနေဘွားကနေပေါ်လာပါတော့တယ်အဖိုးခိုင်လည်းလန့်ဖြန့်သွားပြီးဟောဒီတရေရှည်ကြီးကငါမြေးကိုရံပြုတ်ရဲတယ်ပေါ့မင်းတော့တွေးပြီးတာမှန်အဖိုးခိုင်ကလွယ်အိတ်ထဲကလက်ဖွဲ့တို့ကိုထုတ်လက်အုပ်ချပြီးမန္တန်တွေကိုအားကိုရွတ်ဖတ်လိုက်ပါတယ်ရွတ်ဖတ်ပြီးတာနဲ့အဲ့ဒီလက်ဖွဲ့နဲ့တရေကြီးကိုအရှိန်နဲ့လမ်းပေါက်လိုက်ပါတော့တယ်အဲ့ဒီလက်ဖွဲ့ကတရေကြီးရဲ့ကိုထိမှန်သွားတဲ့အခါမှာတော့အဲ့ဒီတရေကြီးဟာပူလောင်လွန်းလို့ဝေဒနာကိုအလူအလဲခံစားရပြီးအော်ဟစ်ပါလျောအဲ့ဒီအချိန်မှာပဲအဖိုးခိုင်ကလွယ်အိတ်ထဲကပရိတ်ရည်တွေကိုထုတ်ပြီးတရေကြီးကိုထပ်ဆင့်ပက်ဖြန်းလိုက်ပါတယ်အဲ့ဒီတရေဆိုးကြီးဟာနာကျင်စွာစူးစူးဝဝအော်ဟစ်ညှိထွားရင်းဝေဒနာကိုမခံစားနိုင်တော့တဲ့အစုံလေထဲမှာတင်အမုံအမွားအဖြစ်ပျောက်ကွယ်သွားပါတော့တယ်အခြေအနေအလုံးငြိမ်သက်သွားတဲ့အခါအဖိုးခိုင်ကပရိတ်ရည်တွေကိုတာဝရဲ့ခြေထောက်မှာစေကြော်ပေးလိုက်ပါတယ်အဲ့ဒီတရေကြီးနောက်ထပ်အနံ့ခံပြီးလိုက်မလာနိုင်အောင်လို့ပါအဖိုးခိုင်ပြန်ပြောပြတာကတော့အဲ့ဒီမီးလောင်ထားတဲ့တစ်ပင်ကြီးအနားမှာရခင်ကလေးကအဲ့ဒီတရေကြီးကိုလူတွေခဏခဏတွေ့ဖူးကြတယ်တဲ့နောက်တော့ရွာသားတွေစုပြီးအုံးမန်တန်ဆရာကိုပင့်ပြီးတစ်ပင်ကိုမီးရှို့ဖျက်ဆီးခိုင်းလိုက်ကြတာပါဒါပေမဲ့အခြေအနေကကောင်းမလာပဲအဲ့ဒီတရေကြီးကိုပို့ပြီးတော့တောင်ရန်ညှိုးဖွဲ့အာဃာတကြီးသွားစေခဲ့တာပါဒါကြောင့်ရွာကလူကြီးမိဘတွေကကလေးတွေကိုညပက်အပြင်မထွက်ဖို့နဲ့အဲ့ဒီတစ်ပင်ကြီးအနားကနေလုံးဝဖြတ်မသွားကြဖို့အမြဲတတိပေးနေကြရတာဖြစ်ပါတယ်ကဲတရေမျက်လုံးအပေါက်ကြီးဆိုတဲ့ပုံပြင်လေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတက်တယ်ဆိုလို့ရှိရင် YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာ Facebook နဲ့ YouTube ကနေဗီဒီယိုအသစ်တွေလက်မလွတ်ရအောင်စောင့်ကြည့်အားပေးကြပါအောင်ခင်ဗျာကြည့်ရှုအားပေးကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ